ကျမချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျမတော့ယူရိုမင်္ဂလာချမ်းပါဆရာဟိနေဆိုတဲ့တပည့်ရင်းဖြစ်တဲ့ဆရာမသုံးစင်တရာဆွေပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာတော့အင်္ဂါသားသမီးများရဲ့တပတ်တာကံကြမ္မာများကိုတေရောနမိတ်များဖြင့်ဖတ်ကြားဟောကြားပေးသွားမှာဖြစ်ပါတယ်နော်တေရောနမိတ်ကကလေးများဖြင့်မဟောကြားခင်မှာကျမချစ်မိတ်ဆွေများ online ကနေလည်းဗီဒီမေးမြန်းလို့ရပါတယ်နော်ဒီတစ်ပတ်မှာအင်္ဂါသားသမီးများရဲ့တပတ်တာကံကြမ္မာတွေ့ကြုံရမယ့်ကက်ကလေးကတော့ပုံသားပကုံဆိုတဲ့ကက်ကလေးပဲဖြစ်ပါတယ်နော်ဝိဇ္ဇာမတို့အခွင့်အရေးများကြုံလာရမယ့်နမိတ်ကက်ကလေးပဲကောင်းတဲ့နမိတ်ကက်ကလေးပဲဖြစ်ပါတယ်နော်မထင်မဲ့တော့ခီးတွေကောင်းသောခီးတွေအင်္ဂါသားသမီးတွေသွားရမှာဖြစ်ပါတယ်နိုင်ငံခြားခီးတွေရဝေးခီးတွေသွားရပါမယ်ယတနာဘုံကိန်းဆိုင်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်နော်မိမိစီကိုလက်ဆောင်ပစ္စည်းများလည်းရောက်ရှိလာတတ်ပါတယ်မိဘတွေကတော့မျက်စိတွေပိုင်းနဲ့ပတ်သက်ပြီးယောဂါတော့ဖြစ်တတ်ပါတယ်ကုပေးရတတ်ပါတယ်မိမိကိုယ်လည်းမျက်စိအားနေပြီးမျက်မှန်တက်ရတာတော့ဖြစ်တတ်ပါတယ်နော်မျက်စိထိခိုက်မိတာတို့လည်းဖြစ်နိုင်တဲ့အတွက်သတိထားဖို့လိုပါတယ်ဘာသာရေးကိုတော့ဖိဖိစီစီလုပ်ဖို့လိုပါတယ်ပရိစိတ်တာတို့ဒိဋ္ဌံဝင်တာတို့တော့လုပ်ဖို့လိုပါတယ်နော်ဆရာသမားများရဲ့အကူအညီကောင်းတွေရရှိမှာဖြစ်ပါတယ်အထက်ပုဂ္ဂိုလ်တွေရဲ့မားစာခြင်းစောက်ရှောက်ခြင်းကိုခံရတော့မယ့်အချိန်ဖြစ်ပါတယ်ပညာထူးများလည်းရရှိတတ်ပါတယ်နော်ထူးထူးချွန်ချွန်နဲ့အောင်မြင်တတ်ပါတယ်ဆရာကောင်းသမားကောင်းတွေနဲ့တွေ့ကြုံပြီးအောင်မြင်မှာဖြစ်ပါတယ်ဆရာသမားအကြီးအကဲတွေရဲ့မားစာခြင်းကိုခံရမယ့်အချိန်ဖြစ်ပါတယ်အရင်မကြည့်တဲ့အကြောင်းတွေကြောင့်စကားတွေတော့များတတ်ပါတယ်သတိထားပါနော်မိမိစီကိုဆက်အသစ်တစ်ခုဝင်လာပါလိမ့်မယ်အိမ်တွင်ဆွဲထားတဲ့နှာအုံးသီးကအဆိုးပေါက်တာတို့ဘာလို့တော့ဖြစ်နေတတ်ပါတယ်ငွေရှားလွယ်ကူတဲ့အချိန်လို့ပဲပြောရမှာဖြစ်ပါတယ်အခက်အခဲရှိလဲသူ့လိုအဆင်ပြေသွားမှာဖြစ်ပါတယ်လုံနေဖို့ပဲလိုပါတယ်ဆက်သွားဖို့ပဲလိုပါတယ်နော်ယခုလက်ရှိလုပ်နေတဲ့အလုပ်တွေကလည်းမပျော်ဘဲနဲ့ရှိနေတတ်ပါတယ်ထွက်ချင်တော့ထွက်လိုက်ဖို့ရပါတယ်နော်အနောက်ရှက်များရှိပါတယ်ဒါပေမဲ့တင့်ကိုတော့ဒုက္ခပေးနေတဲ့အနောက်ရှက်များမဟုတ်တော့ပါဘူးနော်ငရသူများရဲ့အခြေအိမ်တော်ရေးမှာလဲကိုချစ်သူအိမ်တော်ဘက်ကနေအကူအညီတွေအပြည့်အဝရမယ်အချိန်ဖြစ်ပါတယ်မိမိရဲ့အိမ်တော်ပိုင်းတွေကိုပြင်ရတာလို့ဖြစ်တတ်ပါတယ်ပြင်ရရင်လည်းအရန်ကောင်းပါတယ်နော်မိမိမှာအဆုတ်နဲ့ပတ်သက်တဲ့ယောဂါတော့ဖြစ်တတ်ပါတယ်ခုတလက်တလုံးမှာနှာချေတာတို့ချောင်းဆူတာတို့မကြာခဏတော့ဖြစ်တတ်ပါတယ်လက်တလုံးကိစ္စတွေမေးမြန်းဖို့ရှိခဲ့ရင်တော့ထိုကိစ္စတွေကအောင်မြင်နိုင်ပါတယ်မျက်မှန်တဲ့လူကကုညီမယ်ရဲရဲသာလုပ်ပါလို့ပဲပြောချင်ပါတယ်နော်9ရက်အတွင်းရက်ပေါင်း60အတွင်း6လအတွင်းအောင်မြင်မှာဖြစ်ပါတယ်ပြောင်းလဲနိုင်ပါတယ်နော်ကံကောင်းနေတဲ့အရာကတော့အဝါအနက်အဖြူတွေဖြစ်ပါတယ်ကိုယ်ကနဲ့ကံကောင်းစေပါတယ်1အစ8ဆုံး2အစ9ဆုံးဆိုတဲ့နံပါတ်တွေကကံကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားကိုလက်ဖက်ကိုးပုံပုံပြီးတော့လှူပြီးတော့တင်ပြီးဆုတောင်းမယ်ဆိုရင်မိမိရဲ့ကံတွေပို့ပြီးကောင်းလာမှာဖြစ်ပါတယ်เนาะကျမရဲ့အင်္ဂါသားသမီးချစ်မိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်